တောင်ကြီးอ่ะလှတယ်ဒီမှာလဲတောင်လေးဒါပထမဆုံးတစ်ထည်ပေါ့เนาะပထမဆုံးတစ်ထည်မှာတင်တော်တော်ချောချောမွေ့မွေ့ဖြစ်နေပြီလုံးဝဒီနားမှာဆင်းရမရှိဘူးဘာမှခောက်ရမရှိဘူးဂျိုင်းဆက်တွေကလည်းဆိုကွက်တေပဲဒီမှာရေကူးတော့ကအစားပထမဆုံးတစ်ထည်မှာတင်ရေကူးတော့ကအရန်ကိုလှနေပြီเนาะတခြားနေရာတော့ပြောမနေနဲ့တော့โอเคကောရန်ကုန်ကလှတယ်စတက်ကလည်းပင်ချဲ့ထားလားနော်နည်းနည်းမချဲ့တဲ့နောက်ကျရင်လေကိုလည်းပင်ကကျင်းတာပဲเนาะတခြားနေရာလေးတွေလည်းလှတယ်ဒါလေးတွေလည်းအဆင်ပြေရเนาะရှင်ဘက်လေးတွေလည်းနော်ဘေးနာခန်းလေးတွေလည်းအဆင်ပြေရနော်โอเคရန်ကုန်တက္ကေတာကလှရနော်ဒီဟာလေးတွေလည်းအဆင်ပြေတယ်စတစ်လေးလည်းလှတယ်ဒီနားလေးတွေလည်းအထောင်ရောင်လေးတွေနဲ့ကွက်တီပဲဒါလေးတွေလည်းချောနေရပဲနော်โอเคကောမန္တလေးကလှရတယ်နော်ဒီနားလေးတွေလည်းအတွန်လေးတွေအစာကျဲသီးလေးတွေလည်းလှရတယ်တရေချူးလေးနဲ့လည်းအဆင်ပြေတယ်ဒါပေမဲ့အိတ်ကြီးလည်းမဖြစ်ဘူးနော်ကျန်တဲ့နေရာလေးတွေလည်းဘာမှပြောနေစရာမလိုโอเคကောရန်ကုန်ကလှရတယ်နော်ဒီနားလေးတွေလည်းအဆင်ပြေတယ်လက်ပြက်လေးလည်းလှတယ်เนาะဒါလေးတွေလည်းတွဲလေးတွဲလောက်နေနဲ့เนาะโอเคရှမ်းမြောက်ကလှတယ်เนาะဒီကနေမှအရှိကိုပတ်တဲ့ဟာလေးเนาะအနောက်ကိုဒီလိုပတ်တဲ့လေပင်လေးလှတယ်မှာရေကူးတောက်ကအစားလုံးဝရှိုးเนาะအရန်လှနေပြီเนาะဂျိုင်းဆက်တရားအစားဘာမှမလိုနေโอเคတန်ဖြူစရက်ကလှတယ်เนาะလေပင်လေးတွေဆိုလဲဒါပထမဆုံးတစ်ထည်ပေါ့เนาะဒီနားလေးတွေလည်းလှတယ်ဒီမှာဂျိုင်းလေးတွေလည်းလှတယ်เนาะမရေကူးတောက်ကလေးလည်းအဆင်ပြေအချီပဲအချီရောင်ကတခြားရောင်ဖြစ်နေရောလေနည်းနည်းပေါက်ချင်တယ်နော်တခြားနေရာလေးတော့အဆင်ပြေဒါပါစကတ်လေလေးလွာနော်โอเคကော64ကလှတယ်နော်စတက်လေးနဲ့ဒီဘက်ဘေးလေးနဲ့ဒီမှာဒီဟာလေးတွေကအစားနော်မိုးဘရာလိုပါလို့နဲ့တကယ်တော့ရိုးအင်ဂျီကိုဘော်လီနဲ့ဝယ်ရတဲ့ဟာလေးလေနော်โอเคလှကောဂျေဦးကလှတယ်နော်ဒီနားလေးတွေဒါပထမဆုံးတစ်ထည်ပေါ့နော်ပထမဆုံးတစ်ထည်မှာတင်ချုပ်ထားတာလေးကမစိုးပါဘူးတက်ရကလေးမစိုးပါဘူးမဟုတ်တော်ပါတယ်နော်ဂျိုင်းဆက်ကလေးတွေကအစားလုံးဝကွက်တီပဲဝင်နေရမျိုးမရှိဘူးထွက်နေရမျိုးမရှိဘူးရေကူးတောက်ကလေးတွေလည်းလှတယ်နော်အင်ဂျီကတော့အရင်ကြက်တစ်ကြီးမဖြစ်နေပေမဲ့သူ့ဟာနဲ့သူစင်းလေးပဲဖြစ်နေနော်โอเคမော်လမြိုင်ပေါင်ကလှတယ်ဒီမှာရိုးလက်ကိုတက်ထားတယ်နော်ဒီမှာစတစ်လေးနောက်စတစ်လေးလည်းလှတယ်11 1လားမဲအဖူနော်တခြားဒီမှာလည်းရင်ထဲမှာလည်းနိုကဝင်တယ်နော်โอเคဟုတ်တောင်ကြီးကလှတယ်ဒါ11ချဲ့ထားတာလား11ချဲ့ထားတော့မှလေနော်မကတ်နေဘူးနော်နောက်ကြရင်မချင်နဲ့ကိုယ်လည်းပင်ကကြီးမှမကြည့်တဲ့ကိစ္စကြီးနော်တခြားနေရာလေးတွေကတော့လှတယ်လက်ကလေးတွေမှာတုံလေးတွေထည့်ထားတာလေးတွေနော်မကျဲသီးတက်ထားတာလေးတွေမှာလက်လေးတွေမှာဒါလေးတက်ထားလေးတွေလှတယ်โอเคကောရန်ကုန်ကဒါပထမဆုံးတစ်ထည်နော်ဒါအင်ကြီးကမချုပ်တတ်ဘူးမချုပ်တတ်ဘဲနဲ့ဒါပထမဆုံးတစ်ထည်ချုပ်တာလှတယ်တက်ရက်တယ်ဒီမှာရေကူးတော့ကလုံးဝဆင်းကော့နော်တခြားနေရာတော့ပြောနေတယ်ဒီနားလေးမှာဂျိုင်းဆက်တွေကအစားရင်စားတွေအကုန်လုံးဝင်တယ်သူ့နေရာနဲ့သူကတ်ချက်ဘေးနားမှာလဲဆင်းနော်โอเคရန်ကုန်တာကေတာကလှတယ်နော်ဘယ်ဘင်းစတစ်လေးလဲအဆင်ပြေတယ်ဒီနားမှာအချီချောင်းရာတွေအများကြီးဖြစ်နေတယ်နည်းနည်းလေးပြန်ပြီးသတိထားပြီးချုပ်မှာနော်လေကဒီမှာအင်ကြီးကအဲ့လိုခါခွဲထားတော့ဘာဖြစ်လဲဆိုတော့အင်ကြီးကရှင်းသွားတယ်နော်ဒါပေမဲ့အင်ကြီးကတော့ခြောင်နေရနော်နည်းနည်းတော့ခြောင်သွားဒါဟိုပထမဆုံးချုပ်ထားတဲ့ဟာကြီးဟုတ်လားအင်ကြီးကတော့နည်းနည်းတော့ခြောင်နေတယ်လေဘင်းကတစ်ဆက်ထဲလဲတောင်လေဘင်းမှာဟိုက်နေရမရှိဘူးဂျိုင်းဆက်ကလေးတွေလည်းလှတယ်မရေကူးတောက်ကလေးတွေလည်းပြပြပဲနော်ကိုညံကုန်းကလှတယ်နော်စတစ်လေးလည်းလုံးဝကတ်ရက်နဲ့ကြက်လားလေဘင်းမှာမကြက်ဘူးနော်တခြားနေရာလေးတွေလည်းလှတယ်အတွန်လေးနဲ့လည်းအဆင်ပြေရနော်โอเคတန်ဖြူစရက်ကလှလိုက်တာနော်ဒါလည်းလဲတောင်ပဲနော်လဲတောင်သင်ငန်းစာအုပ်မှာဒီဟာရင်ပုံအတူလိုပုံစံလေးပေါ့ခတောင်လေးလည်းပါတယ်လုံးဝချောမွေးတက်ရက်နဲ့ဘာမှတော့မလို့ဒီမှာတွန့်ရာတွေခောက်ရာတွေတော့မရှိနေဘူးဒီအင်ကြီးတွေနိုးဘရာလို့ထင်ရတယ်နော်ဒီဟာရိုးအင်ကြီးပဲโอเค64ကပခုံးပြောက်ကိုဒီပခုံးမှာပဲကွနော်ထဲထဲဝင်မလှအောင်နော်တခြားနေရာလေးတွေအဆင်ပြေအင်ညံနည်းနည်းပွားနေလားဟုတ်လားဒါနော်နည်းနည်းပြန်ပြီးခင်းဖြစ်ရမယ်ကျန်တဲ့နေရာလေးတွေကတော့ချုပ်ထားတာတက်ရက်ကလေးဖြစ်တယ်โอเคရေဦးကဒါဘယ်နှထဲမြောက်လဲနှစ်ထဲမြောက်ဒါအရှိကနေမှပတ်တဲ့စတစ်ကလေးပေါ့နော်ဒါလည်းလှတယ်နော်ဒီနေရာလေးတွေလည်းအဆင်ပြေတယ်လုံးဝချောရောပြီးဒီမှာရေကူးတောက်ကလေးတွေလည်းလှတယ်ဂျိုင်းဆက်ကလေးတွေကလည်းအဆင်ပြေတယ်လုံးဝဂျိုင်းမာတွေတို့ထောင်းနေရခောက်နေရမျိုးမရှိဘူးနော်လှတယ်အကုန်လုံးလက်ကလေးတွေဆိုလည်းလက်ဖောင်းဆိုပြီးမဲ့ဒီမှာစင်းလေးပဲနော်ထောင်းနေရမျိုးတွေပါမရှိဘူးโอเคကောမလမြိုင်ပေါင်ကလှတယ်ဘေးစတက်ကလေးကလည်းသူကလည်းသူ white ကလေးလှတယ်ရင်ပုံးလေးဒါရင်ပုံးအတူပေါ့နော်ဘေးစတက်ရင်ပုံးအတူလေးနဲ့ဒါကိုအစစ်ချုပ်ခြင်းလည်းရတယ်ရင်ပုံးအစစ်ချုပ်ခြင်းလည်းရတယ်တခြားနေရာလေးတွေလည်းလှဂျိုင်းပြက်ဆိုပြီးမဲ့ဒီမှာလက်သားတွေပုံနေနော်โอเคကောရှမ်းမြောက်ကဒါဘယ်နှစ်ထည်မြောက်မှာလဲဒါပထမဆုံးတစ်ထည်ပေါ့ဒါပထမဆုံးလဲတောင်ပေါ့ဆိုတော့လေပထမဆုံးတစ်ထည်မှာချုပ်ထားတာပထမဆုံးတစ်ထည်မှာရင်ကိုတော်တော်ဆန်းဆန်းကော့ကော့ဖြစ်နေပြီเนาะဒါပေမဲ့လိုအပ်ချက်ကကျတော့ကျဲသီး
ဒီမှာတက်ထားတာမှားနေတာ။အဲ့ဆိုဟာနေလေကျဲသီးလေးကအရှိကိုနည်းနည်းလေးပဲဖြစ်လဲတိုးတက်ကမှာနောက်ကျဲသီးကွင်းကလည်းတကွင်းနဲ့တကွင်းနဲ့ကမညီနေဘူးเนาะညီလေးဖြစ်အောင်လို့တက်မယ်เนาะ